မနှက်မိုးလင်းတော့လုပ်ငန်းခွင်ကိုဝင်အချိန်တန်တော့အိတ်တန်းကိုပြန်မိသားစုမှာတာဝန်ကျေတဲ့သူဖြစ်ဖို့ဝမ်းရေးဟာလွမ်းရေးထက်အရေးကြီးခဲ့ချိန်မှာခံစားချက်မဲ့တဲ့စက်ရုပ်တရုပ်ကိုကိုပြန်ရှာမတွေ့လောက်အောင်ငွေနဲ့လောကဓာတ်ကြားထဲမှာပျောက်ဆုံးနေခဲ့တယ်ကိုရဲ့အစင်မပြေမှုတွေထက်ကိုတော့ကဖြစ်ရတဲ့အဝေးကအရက်ကိုပဲကောင်းတဲ့အချိန်ပေးဖဲ့တွေးရင်အချိန်တွေဟာဒီလိုပဲကုံဆုံးသွားခဲ့တယ်ရင့်ရော်ခြင်းတွေဟာရောက်တဲ့အချိန်နဲ့စောပြီးကိုစီရောက်လာခဲ့တယ်ထင်တယ်တခါတလေတော့လေလူဘဝဖြစ်တည်ခြင်းရဲ့အနက်အဓိပ္ပာယ်တွေကိုနှိမ်မျောစွာတွေးမိပါတယ်ဘလို့ပဲဖြစ်ပါပခုံးပေါ်ကဘဝပေးတောင်းဝန်ကိုတော့